စီစာငိုရွှေရည်ဆန်းခရီးတာတစ်ခုမြင်နေလမ်းဝဲကျဲဝဲမိန်သောလဝင်းကြီးတညမှာဖြင့်နှစ်ယောက်သားခရင်ပင်ရင်ဝဲပန်းကောက်ရင်ချစ်တင်ဆိုခြင်းမဲမြို့ကိုမသွားပါနဲ့အတန်နံမောင်ကြီးတာခဲ့ချောနှမလူမကြပြီကွယ်ပြောမရဆိုမရဒီပဲသဘောယုံမနှောယူတော့မျိုးနွယ်မြို့ကြီးရောက်ရင်မှားခြင်းနဲ့ဂတိမထားမိတတိထားဖို့လိုစီစာငိုရွှေရည်ဆန်းခရီးတာတစ်ခုမြင်နေလမ်းဝဲကျဲဝဲမိန်သောလဝင်းကြီးတညမှာဖြင့်နှစ်ယောက်သားခရီးပင်ရင်ဝဲပန်းကောက်ရင်ချစ်တင်ဆိုခြင်းမဲမြို့ကိုမသွားပါနဲ့လို့အတန်နံမောင်ကြီးတာခဲ့ချောနှမအလိုမကြပြီကွယ်ပြောမရဆိုမရဒီပဲသဘောယုံမနှောယူတော့မျိုးနွယ်မြို့ကြီးရောက်ရင်မှားခြင်းနဲ့တတိမထားမိတတိထားဖို့လိုတယ်ဘဝရှိခက်လာသေးမောင်ကြီးဖြင့်တွေ့တော့ချာကြလေဒါ့ကိုမောင်ဖို့မရှောင်နဲ့စကားဆိုတောင်းလို့မမောက်နဲ့ကွယ်ဘဝရှိခက်လာသေးမောင်ကြီးဖြင့်တွေ့တော့ချာကြလေဒါ့ကိုမောင်ဖို့မရှောင်နဲ့စကားဆိုတောင်းလို့မမောက်နဲ့ကွယ်မြို့ဖလာရင်ကျင်းမှုလဲဥစားပေးတဲ့နဲ့ချောနှမတဲ့သဘောကတော့မြို့မှာမထင်နဲ့ကွယ်ချာကြလေဒါ့ကိုမောင်ဖို့မရှောင်နဲ့စကားဆိုတောင်းလို့မမောက်နဲ့ကွယ်မြို့ဖလာရင်ကျင်းမှုလဲဥစားပေးတဲ့နဲ့ချောနှမတဲ့သဘောကတော့မြို့မှာမထဲနဲ့ကွယ်နောင်ခရီးအတွက်သဘောပြုစမ်းကွယ်မောင်ကြီးအသက်တော်သူပန်းစပယ်အဆောင်တွန်တမိုးသွန်ဖြိုင်ကျွဲဒီတခါနှွေရောက်စပါပေါ်တာမျိုးကရဲ့ရွာဝင်ပင်ဆောင်ညံလှမ်းလို့ကြုံနေမယ်တော်ပန်းရိတ်ကိုမခင်တွဲမြို့ကြီးအရက်မှာပြိုသူရဲ့စဘာပေါ်ရင်လာလိမ့်နို့နဲ့မျောကိုရတဲ့တော်အလားစပယ်ဝရကျင်နာစိတ်နဲ့ခရီးရိပ်မှလည်းမင်းပြောခဲ့ပြန်ပါရဲ့သူ့မြတ်တာစကားတန်စင်ကြီးစိတ်ဆိုင်ရင်မြင့်တယ်လို့သာကွယ်တောစပယ်ပြောလွယ်လွန်းနေအခုတော့လာပြောင်းနှစ်ကုန်ဒီစကားပဲသို့ယုံရမယ်နင်းပလဲတွေကြွေကဆင်းဆောင်းသူချင်းနေတိုင်းဝဲသမင်တို့လိုနင်းဆိုနဲ့ကောင်းလံပင်မျိုးကဲ့တွေသူပွေလာထားမြာသားမြေရွှေဝါခင်ရဲ့လေမြေအောင်စဲပါလိကွယ်
တနခါပကွက်ကြလေးငါတပွင့်ပန်းပန်းရင်လှရှာသူလေးရဲ့ဘဝရှိခက်လာသေးမောင်ကြီးပြတွင်းတော့ချာကြလေတရားအိုးမောင်ခုမလျှောက်နဲ့စကားဆိုတောင်းလို့မမောက်နဲ့ကွယ်အိုးဘဝရှိခက်လာသေးမောင်ကြီးပြတွင်းတော့ချာကြလေတရားအိုးမောင်ခုမလျှောက်နဲ့စကားဆိုတောင်းလို့မမောက်နဲ့ကွယ်မိယုပလာရင်ကျင်းမှုလဲဦးစားပေးတဲ့နဲ့ချိုးနှမလေသဘောကတော့မြို့မှာမထဲနဲ့ကွယ်